အဖေရဲ့ကုမ္ပဏီကိုအဖေသမီးခင်ကိုလက်ခံခဲ့တယ်ဒါပေမဲ့အခုတော့အဖေနဲ့လက်မှတ်ကြိုးကအင်ဂျီပေါ်မှာရှူထောင့်ပြောင်းပြီးကုမ္ပဏီလွှဲပြောင်းစာရွက်တွေကိုအစယ်လေးရဲ့သမီးဖြစ်သူဗန်နစ်စာရဲရှေ့မှာဆွဲဆောင်လိုက်တဲ့အခါငါလေပြင်ကတော့တင်မာလာပြီးအသက်ဝင်မှုကနည်းနည်းချို့ယွင်းလာခဲ့တယ်ငါဟာတကားနံရံကိုကြိုးစည်းထားတာကိုမျက်နှာချင်းဆိုင်ခံစားရသလိုလက်သေးတွေပျောက်ပြုတ်လာမိတယ်ငါဒီကုမ္ပဏီကိုအစားကနေတီထောင်လိုက်တဲ့ဗန်နစ်စာငါရဲ့အမွေနှစ်ကိုဆက်လက်စောင့်ရှောက်ပေးဖို့ငါမင်းကိုယုံကြည်တယ်ဆိုတဲ့သူ့ရဲ့စကားလုံးတွေအခန်းမှာဝင်လာတဲ့အချိန်မိုးရေကပြအင်ပါကထိတ်တိုက်တွင်စူညံစွာကြောက်ချက်တင်ထားတဲ့အခန်းနှစ်ခုကိုခံစားရတယ်ဘလောက်မျှအတိတ်ကိုငါအဖေနဲ့လက်တွဲပြီး15နှစ်ကြာအလုပ်လုပ်ခဲ့ကြောင်းဈေးကွက်တွေကိုသူတေသနာလုပ်ခဲ့တာဖောက်တယ်တွေရရှိခဲ့တာပြန်လည်ထူထောင်ခဲ့တာစတဲ့အရာတွေကိုစဉ်းစားရမိပါတယ်ငါအဖေကရှေးမောက်တင်တဲ့အရေးမြင်မှုကိုဖျက်ထုတ်ဖို့ကူညီခဲ့တာပါခါလွန်ချက်အကြောင်းကြားပြီးမှသူ့ရဲ့အာဏာကိုဖြုတ်ပေးခဲ့တယ်ငါအစယ်လေးကကုမ္ပဏီမှာ8 လသာရှိခဲ့တာပါငါအတွင်းမှာရှိတဲ့လုံခြုံရေးလက်မှတ်ကငါကိုချစ်စရာကောင်းတဲ့လိပ်ပြာတဲ့ကောင်းလိုခံစားရစေခဲ့တယ်အဖေရုံးမှာလှုပ်ထားတဲ့ပြိုးဝက်ကင်မရာကအားလုံးကိုဖမ်းယူနေပါတယ်ငါအမည်ကရဘီကာဖြစ်ပြီး38နှစ်စားရတာဖြစ်ပါတယ်ငါသည်စီးပွားရေးမဟာဗျူဟာပညာရှင်တစ်ယောက်ဖြစ်ပါတယ်ငါရဲ့မွေးဖွားခွင့်ကိုပြန်လည်ရယူပြီးငါအဖေနဲ့သူ့ကိုမမြင်နိုင်ခဲ့တာကိုပြသခဲ့တဲ့ဇလန်းပါအဖေကဟဲဒါကိုမင်္ဂလာဆောင်ခဲ့တဲ့အခါငါ11နှစ်သက်ရှိခဲ့ပြီးသူမနဲ့သူမရဲ့သမီးတဲ့နဆာကိုကျွန်ုပ်တို့ရဲ့အိမ်မှာဂုဏ်ယူစွာယူဆောင်လာခဲ့သည်ငါအမိဘရဲ့စူးစိုက်မှုနဲ့ငြိမ်းချမ်းမှုကိုငါရရှိခဲ့တဲ့ဗန်နစ်စာကတော့အလွယ်တကူလှပမှုနဲ့လူမှုရေးကျွမ်းကျင်မှုနဲ့ပြည့်နှက်နေတာပါအဖေကစီးပွားရေးကောင်းတဲ့လူဖြစ်ပေမဲ့အခန်းစားမှုနည်းတဲ့ဖခင်တူဖြစ်ပြီးအခုပြီးမြောက်ခဲ့ပါတယ်မိသားစုရဲ့ပွဲတော်တွေမှာဗန်နစ်စာကငါအကြံဝင်တွေကိုဟာသတွေဆိုပြီးအဖေကိုရေမောစေခဲ့တယ်ဟက်ဒရာကတော့ငါမိသားစုကဂျာနယ်တွင်ငြိမ်းချမ်းမှုရရှိသွားတဲ့အခါအစာပြုပြန်လဲခေါင်းဆောင်တဲ့အခိုက်အတန့်တွေကိုပြန်လဲညှိထားခဲ့တာပါရွေဘက်ကဟာမိခင်နဲ့တူတူပဲလို့သူကတခါတလျှောက်သွန်းလောင်းစရာအနီးကပ်တဲ့အပြင်းထန်တဲ့လက်ရှိပြီးပြောတယ်ဒီစကားတွေကမကြရင်ချီးမွမ်းချက်လို့ပြောတယ်လို့ထင်နိုင်တယ်ဒါပေမဲ့အဲ့ဒီစကားတွေဟာစိုးကြီးတဲ့သတိပေးချက်လို့ပြန်လဲရယူရတာပဲအဲ့ဒီအပြင်းထန်ကိုကျမကပညာရေးစီးပွားရေးကျောင်းနောက်ပိုင်းမှာမပြတ်တက်ရှိနေခြင်းနောက်တစ်ဆင့်စတီးကန်ကိုအရေးပေါ်အလုပ်လုပ်ခြင်းအထိရယူသုံးသွားခဲ့ပါတယ်နောက်ဆုံးကျမရဲ့အဖေရဲ့ကုမ္ပဏီမှာအလုပ်ဖြစ်ပြီးပြန်လာတော့ကကျမကအရေးချင်းကသာသနာပါတဲ့သွေးခြေခံထက်ပိုပြီးအဓိကအားဖြင့်ယူတာလို့ထင်ခဲ့ပါတယ်ကျမကမတ်ပါရာတွေကိုအသစ်ပြုပြင်ပြီးငွေကြေးဥပဒေများအားကိုချိန်ချောက်ခံရတဲ့အကြောင်းကြောင့်ကျမတို့ကိုစွန့်ပစ်ခဲ့တဲ့အဓိကအကောင့်ပိုင်ရှင်3ဦးကိုပြန်လည်ရယူပြီးကုမ္ပဏီရဲ့တန်ဖိုးကိုနှစ်ဆန်းပြီးတိုးတက်အောင်လှုပ်ဆောင်ခဲ့ပါတယ်ဒီအချိန်ထိဗန်နီစာကဌာနတစ်ခုကတစ်ခုသို့မဟုတ်တစ်ခုထက်ပိုပြီးလှုပ်ရှားနေပြီးတဦးချင်းစီကိုအကုန်ကျတင်ယူခြင်းမရှိပေမဲ့တဦးချင်းစီကိုအကုန်ကျချစ်တဲ့အထိလှုပ်ဆောင်ခဲ့ပါတယ်နှစ်ပတ်လောက်အရှိမဟေတာကိုကျမတို့ရဲ့ကုမ္ပဏီရဲ့ရှေ့နေရဲ့ယာရုရှိသူနဲ့ဆက်သွယ်နေတာကိုကျမနားထောင်ခဲ့ရပါတယ်ဂရီဂရီကဒီကြနောင်ရာတွေကိုတည်ဆန်းဖို့လိုအပ်တာမဟုတ်ပဲလူထုတွေကိုအလွှာပြင်ထုတ်ဖို့အခြေခံအဆင့်ပဲလိုအပ်တယ်ကျမရဲ့သွေးကတခုခုသတိရတာကြောင့်ကျမရဲ့အဖေရဲ့ရုံးမှာမိသက်တီကိုထည့်သွင်းခဲ့ပါတယ်
ဟေတာကမက်တာတွေကိုလှုပ်ဆောင်မှလို့တီးခဲ့လို့ပဲယနေ့မနက်ပိုင်းမှာကျမရဲ့ဖုန်းမှာအဖေရဲ့ရုံးမှာလှုပ်ရှားမှုရှိတာကိုသိပြီးမိသက်တီကိုစောင့်ကြည့်ခဲ့ရပါတယ်ဟေတာကမက်တာတွေနဲ့ဗန်နီစာကိုခေါ်တာကိုကျမမြင်တဲ့အခါအချိန်ရောက်တာလို့သိခဲ့ပါတယ်ကျမကအသက်ဝေးစရာရှိပြီးတခါတည်းမှာရုံးတကားကိုဖွင့်ဝင်သွားခဲ့ပါတယ်ရုံးတကားကတကားကိုတိုက်သွားပြီးအောက်ခံတွေကိုတိုက်သွားတာအောက်ခံတွေကတခုခုဖြစ်ပြီးတခုခုဖြစ်နေတာကိုမြင်ရပါတယ်သုံးဦးရဲ့မျက်လုံးတွေကကျမအဖေရဲ့မျက်နှာပေါ်ကိုရောက်သွားပြီးဟေတာရဲ့မျက်နှာပေါ်ကိုရောက်သွားပြီးဗန်နီစာရဲ့မျက်နှာပေါ်ကိုရောက်သွားပါတယ်ဒီဟာကိုလက်မှတ်မထိုးနဲ့လို့ကျွန်တော်ပြောလိုက်တယ်ကျွန်တော်အတန်ကကျွန်တော်နှလုံးခုန်တန်ထက်ပိုပြီးခိုင်မာနေတာကိုခံစားမိရဲ့ကျွန်တော်အဖေကမျက်နှာကိုကျုံလိုက်ပြီးပြောလိုက်တယ်ရေဘက်ကကျွန်တော်တို့လက်ရှိမှာအရေးကြီးတဲ့ကိစ္စလုပ်နေတာကိုဒါခဏဆောင်ပေးလို့ရမလားမရဘူးကျွန်တော်ပြောလိုက်ပြီးဖုန်းကိုထုတ်ယူလိုက်တဲ့ဖန်သားပြင်ကိုနှိပ်လိုက်တော့ဝှက်ထားတဲ့ကင်မရာကဗီဒီယိုဖေးပေါ်လာတယ်ဒါကလုံးဝစောင့်လို့မရဘူးလို့ကျွန်တော်ထပ်ပြောလိုက်တဲ့ဖုန်းကိုစပွဲပေါ်မှာထားပြီးထောင်ပြောင်းလိုက်တော့သူတို့၃ယောက်လုံးမြင်နိုင်တဲ့အနေအထားဖြစ်တဲ့ဗီဒီယိုကဟီတာနဲ့ဗနက်စာတို့ကိုဒီနေ့6နေ့ကဒီရုံးခန်းထဲမှာကျွန်တော်အဖေရဲ့ဖိုင်တွေကိုရှာဖွေနေတာကိုပြတယ်နိုင်ငံခြားငွေစရင်းတွေကသူ့အမည်နဲ့ပဲရှိနေသေးတယ်လို့ဗနက်စာကပြောနေတာသူလက်မှတ်ထိုးပြီးရင်ငွေစရင်းအားလုံးကိုကျွန်တော်တို့ဝင်ရောက်နိုင်လိမ့်မယ်သူကခေါင်းဆောင်မှုကိုတင့်ကိုပေးတာလို့ပဲထင်နေမှာကိုဟီတာကပြန်ဖြေလိုက်တယ်သူသိမှာမဟုတ်ဘူးဆုံးဖြတ်ချက်ချပိုင်ဆိုင်မှုတွေကိုတင်ကထိန်းချုပ်နိုင်လိမ့်မယ်ကောင်းပြီးရေဘက်ကဗနက်စာကရေလိုက်ပြီးပြောတယ်15နှလုံးအလုံးလုံးပြီးဘာမှမရဘူးအဖေကသူ့ကိုဘယ်တော့မှတန်ဖိုးထားတာမဟုတ်ဘူးကျွန်တော်အဖေရဲ့မျက်နှာကဖြူလျော်လာတယ်လက်ထဲမှာဘောပင်ကိုကင်ထားပြီးပိုပြီးတုန်လာတယ်သူကဟီတာနဲ့ဗနက်စာကိုလှည့်ကြည့်လိုက်ပြီးညှင်းဆိုခြင်းနဲ့အကြည့်နဲ့ရှင်းပြခြင်းနဲ့အကြည့်နဲ့စောင့်ကြည့်နေပေမဲ့ဘာမှမတွေ့ဘူးဒါကကုမ္ပဏီဆိုင်ရာသစ္စာဖောက်ဖျက်မှုနဲ့လျှို့ဝှက်ပြောင်းလဲမှုတွေကိုပြသနေတာဖြစ်ပြီးအဖေကိုလှည့်ဖက်ပြီးအဖေဘလို့ထင်မြင်ခဲ့လဲဆိုတာနားလည်လာအောင်ရေဘက်ကပြသနေတာပါအဲ့ဒီလိုအခြေအနေတွေမှာယုံကြည်ရင်ပြဿနာကြီးလိမ့်မယ်ဥပမာလုပ်သားတွေကိုယုံကြည်ပြီးလျှို့ဝှက်ချက်တွေမျှဝေရင်အဲ့ဒီလိုဖြစ်လာနိုင်ပါတယ်ဒီထက်ပိုပါတယ်ဟုငါသက်သာစွာပြောခဲ့ပြီးသူတို့ဒီကုမ္ပဏီဥပဒေများကိုကျန်းမာရေးဆိုင်ရာမျှော်လင့်ချက်များအပြင်ငါအဖ၏လက်မခံနိုင်သောနေရာသို့လွှတ်တော်မူခဲ့သည်ကိုဖော်ပြထားသောမှတ်တမ်းတစ်ခုသို့လွှတ်ယူခဲ့သည်သူတို့သည်ဤသို့ဖြင့်လက်တွဲလှုပ်ဆောင်ခဲ့ခြင်းများစွာကြသည်ဟီတာသည်ဖုန်းကိုယူဆောင်ရန်ရှောင်ရှားခဲ့တော်လဲငါသည်ထိုဖုန်းကိုယူဆောင်သွားခဲ့သည်ထို့အပြင်ငါတို့၏ရနာရေးအဖွဲ့သည်မှတ်တမ်းများကိုကိုယ်ပိုင်အဖွဲ့အစည်းတစ်ခုဖြင့်ထိန်းသိမ်းထားသည်ဟုငါပြောခဲ့သည်ယနေ့မနက်ဖြန်တွင်ငါသည်အားလုံးကိုကိုယ်ပိုင်အဖွဲ့အစည်းတစ်ခုဖြင့်ပို့ဆောင်ခဲ့သည်သူတို့သည်တင်၏ရုံးတွင်စာရင်းဇယားများဖြင့်ဝင်လာသည်ကိုငါမြင်ရသည်နှင့်အတူပြောခဲ့သည်ဗန်ဇနီယာ၏ပြင်းစွာခံစားချက်သည်ပထမဆုံးပျက်စီးခဲ့သည်အဘပြောပါသူမသည်တင့်ကိုထိန်းချုပ်နေသည်မလုပ်ပါနှင့်ငါအဘကမှတ်တမ်းတစ်ခုကိုရိုက်နှက်သည်ကဲ့သို့ပြောခဲ့သည်ပထမဆုံးအခါသူ၏အတန်တွင်တရားဝင်သောအနားယူခြင်းကိုငါကြားရသည်ယခုအခါမလုပ်ပါနှင့်သူသည်ငါကိုရှိစူးစားခဲ့သည်သူသည်ငါကိုတဦးတည်းအားမြင်တွေ့ခဲ့သည်ဘယ်တော့ကြာသို့တင်သိခဲ့သည်နည်းငါပြောခဲ့သည်ငါသည်ဟီတာကိုဖုန်းဖြင့်ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခုဖြင့်ပြောဆိုသည်ကိုကြားရသောအခါကင်မရာကိုထည့်သွင်းခဲ့သည်ငါအဘသည်မှတ်တမ်းတစ်ခုကိုရိုက်နှက်သည်ကဲ့သို့ပြောခဲ့သည်ဟီတာဗန်ဇနီယာငါသည်
သင်တို့ကိုဤဆိုင်တွင်30မိနစ်အတွင်းထွက်ခွာရန်လိုအပ်သည်လုံခြုံရေးတပ်ဖွဲ့သည်သင်တို့ကိုအစားထိုးပေးမည်ဟီတာ၏